ရိုနန်ဒီညိုကဘောလုံးသမိုင်းမှာကျွမ်းကျင်မှုအရှိဆုံးကစားသမားမဟုတ်ဘူးဆိုတာအသင်သိပါလားဒါဒီကတော့ဘောလုံးသမိုင်းမှာကျွမ်းကျင်မှုအရှိဆုံးထိပ်တန်းကစားသမား9ယောက်ဖြစ်ပါတယ်နံပါတ်5မှာတော့ခရစ္စတီယာနိုရိုနန်ဒိုရှိပါတယ်ရုပ်ပိုင်းဆိုင်ရာတာလိုမှုနဲ့ဂိုးသွင်းကားမှုတို့ကြောင့်မကြာခဏချီးကျူးခံရလေးရှိပေမဲ့ခရစ္စတီယာနိုရိုနန်ဒိုဟာလည်းအလွန်ကျွမ်းကျင်မှုရှိတဲ့ကစားသမားဖြစ်ပါတယ်သူ၏ငယ်စဉ်အခါကတယောက်ချင်းရင်ဆိုင်ရတဲ့အခြေအနေတွေမှာအစိုးမရှိတဲ့လက်စားမှုများညံဆန်တော့အရှိန်နဲ့ယုံကြည်မှုတို့ဖြင့်ခံစစ်မှုများကိုခြောက်လှန့်ခဲ့ပါတယ်နံပါတ်4မှာတော့နေမာဂျူနီယာဖြစ်ပါတယ်ပါရမီစန်းနေရပြယူပါဘောလုံးဆွဲယူမှုနဲ့တီထွင်းဖန်တီးနိုင်စွမ်းတို့ကသူ့ကိုဘောလုံးသမိုင်းမှာကြည်ရတာအနည်းဆုံးကစားသမားတွေထက်ကတယောက်ဖြစ်စေခဲ့ပါတယ်နံပါတ်ပဲဖြစ်ဖြစ် Rainbow Flick ပဲဖြစ်ဖြစ်နေရာချင်းချင်းနဲ့ဘောလုံးဆွဲတာပဲဖြစ်ဖြစ်နေမာဟာလွတ်လပ်မှုနဲ့စိတ်ကူးစိတ်သားအပြည့်နဲ့ကစားလေးရှိပါတယ်ကျန်တဲ့ကစားသမားတွေကိုမသွားခင် screen ကိုနှစ်ချက်နှိပ်ပြီးပုံမများသောဗီဒီယိုများအတွက် follow club ကိုနှိပ်ပေးပါနံပါတ်3မှာတော့ Ronaldinho ရှိပါတယ်ဘောလုံးအားကစားဟာဒါထက်ပိုပြီးပြောရင်းစရာမကောင်းခဲ့ဘူးပါဘူးရိုနန်ဒီညိုဟာဖြုံးရွယ်လေကစားပြီးမဖြစ်နိုင်ဘူးလို့ထင်ရတဲ့နီးစနစ်တွေဖြစ်တဲ့ Elastic Course မကြည့်ပဲဘောလုံးဖေးဖို့မှုများ Flicks များနဲ့အံ့ဩဖွယ်ဘောလုံးဆွဲယူမှုများကိုဖန်တီးပြခဲ့ပါတယ်နံပါတ်2မှာတော့ Lionel Messi ဖြစ်ပါတယ်သူ၏ကျွမ်းကျင်မှုဟာလူသိရှင်ကြားကြွားဝခြင်းမဟုတ်ပဲပြိုင်ဘက်ကိုအပြတ်သက်ဖျက်ဆီးနိုင်တာဖြစ်ပါတယ်အထူးမရှိတဲ့ဘောလုံးထင်းချုပ်မှုဟန်ချက်ညီမှုအမျိုးမြင်နဲ့အရှင်ဖြစ်ဘောလုံးဆွဲယူနိုင်မှုတို့ကြောင့်မက်ဆီဟာခန်းစစ်မှုအများပြားကိုအေးဆေးစွာကြော်ဖြတ်နိုင်ခဲ့ပါတယ်။သူဟာကျွမ်းကျင်မှုကိုတည်ငြိမ်မှုဆုံးဖြတ်ချက်ပိုင်နိုင်မှုတို့နဲ့ပေါင်းစပ်ထားတာဖြစ်ပါတယ်။နောက်ဆုံးအမှတ်စဉ်တစ်မှာတော့ကိုပိုင် area ကနေပြိုင်ဘက် area အထိကစားသမားတိုင်းကိုကြော်ဖြတ်ဆွဲယူနိုင်ပြီးကမ္ဘာအစ်စ်မီခန်းစစ်မှုတွေကိုတောင်မငြင်းရအောင်လုပ်ပေးနိုင်တဲ့ကစားသမားတစ်ယောက်ပါ။ဒီကစားသမားကပဲသူလဲဆိုတာအသင်သိပါလား။သူ၏နာမည်ကို comment ခန္ဓာမှာရေးခဲ့ပေးပါ။